အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဘန်ရှုသူနီးပညာ channel လေးကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လဲမျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်ဒီဖုန်းအသုံးပြုတဲ့သူလေးတွေသိထားတဲ့နေရာလေးပေါ့နော်ဗာလဲဆိုလို့ချင်းကျွန်တော်ဒီ Ninja Nate ဆိုတဲ့ application လေးပေါ့နော်ဒီကောင်လေးကကျွန်တော်ဒီ delivery ပို့တဲ့ဒါလေးပေါ့နော်အဲ့ဒီကုမ္ပဏီကနေမှကျွန်တော်သူက application လေးထုတ်လိုက်တာပေါ့နော် promotion ကာလာလေးအဲ့ software လေးကဘာတွေအသုံးပြုလို့ရလဲဘာတွေ promotion ရမလဲဆိုလို့ချင်းအဓိက promotion ရတာပဲပြောမယ်ဗျာသူ software ရဲ့အသုံးဝင်ပုံတွေကတော့ကျွန်တော်ရှင်းမပြတော့ဘူးကိုရဖို့အတွက်ပဲကျွန်တော်ရှင်းပြပေးမယ်ဘာလဲဆိုလို့ချင်းသူကဒီNinja Nate software လေးတွေမှာကျွန်တော်ဖုန်းပေဖြည့်မယ်ဆိုလို့ရှင်ဗျာဖုန်းပေဖြည့်မယ်ဆိုလို့ရှင်သူက1000ပို့ဖြည့်ရင်ကျွန်တော်တို့ဒီ900ကျပ်ပဲကြမယ်ဗျာ100သက်သားတယ်ဗျာ1000ပို့ဖြည့်လို့ရှင်9000ပဲကြမယ်1000သက်သားတယ်ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေဖုန်းအသုံးပြုတဲ့သူတွေဖုန်းပေဖြည့်မယ်ဆိုလို့ရှင်တော့ဘာပဲဖြစ်ဖြစ်ဗျာအဲ့ဒီထဲကနေဖြည့်လိုက်လို့ရဗျာအဲ့ထဲကနေဖြည့်လို့ရှင်ကျွန်တော်ဒီသက်သားတယ်ဗျာ10%ပေါ့နော်10%သက်သားတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေပေါ့နော်အဲ့ဒါလေးကိုဒါပြန်လဲမျှဝေပေးခြင်းဖြစ်ပါတယ်ဘာဖြစ်ပေါ့နော်ကျွန်တော်ဖုန်းပေဖြည့်မှာအတူတော့ဗျာကိုမှ KB အကောက်ရှိတယ်ဆိုရင်ရဗျာသူကအဲ့ဒီကနေချိတ်ဆက်ပြီးမှသူက QR code လေးကို KB ကနေပဲပြန်ဖတ်မှာပေါ့နော်အဲ့တော့ KB အကောက်ရှိတယ်ဆိုလို့ရှင်တော့အကောင့်လေးနဲ့ဟိုလုပ်လို့ရတယ်အဲ့တော့ပြီးလို့ရှင်ကျွန်တော်အကောက်ဖွင့်တဲ့နီးလေးရယ်ပြီးရင်ကျွန်တော်ဒီဖုန်းဝေဖြည့်တဲ့နီးလေးပြီးရင်သူက diamond တွေဝယ်တာတွေပြီး PUBG တို့ဒီ mobile legend တို့အဲ့လို diamond တွေဝယ်တာလေးကိုလည်းသူက promotion တွေပေးတယ်ပေါ့နော်ဥပမာကျွန်တော်1000ပို့ဝယ်မယ်ဆိုလို့ရှိရင်9000ကျပ်ပဲကြမယ်ဗျာအဲ့ဒါမျိုးဘာပဲဖြစ်ဖြစ်ဗျာကျွန်တော် game ပဲဆော့ဒါမှမဟုတ်ဖုန်းပေပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ဒါ 10% ဟို promotion ကာလအတွင်းပေါ့နော် 10% တက်တာမယ်ဆိုတော့မဆိုးဘူးလို့ပဲပြောလို့ရပါတော့1000ပို့ဆိုလို့ရှိရင်ကျွန်တော်1000တက်တာမယ်ဗျာအဲ့ဒါလေးပေါ့နော်အဲ့တော့အဲ့ software လေးကိုကျွန်တော်အကောက် register ဖွင့်တဲ့နီးပြီးလို့ရှိရင်ဖုန်းပေလေးဖြည့်တဲ့နီးလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြန်လဲမျှဝေပေးသွားမယ်ပေါ့နော်အဲ့တော့ software လေးကိုတော့ကျွန်တော် Play Store မှာလွယ်တကူ download ရတယ်ပေါ့နော်ဒါ click ကလည်းကျွန်တော်မိတ်ဆွေတွေဒါအခုလိုကုန်စည်နှုန်းတွေအစစရဈေးကြီးနေတဲ့အချိန်မှာကျွန်တော်နည်းနည်းလေးတက်တာပေါ့နော်တက်တာချောင်းလေးတွေရအောင်လို့ကျွန်တော်ပြန်လဲမျှဝေပေးခြင်းဖြစ်ပါတယ် Ninja ဆို Ninja Nate ပေါ့နော် Nate ဆိုတဲ့ကောင်လေးပေါ့နော်အဲ့ဒါလေးပေါ့နော်ဒီ software လေးဖြစ်ပါတယ်သူက delivery software လေးပေါ့နော်အထက်မှာပါညာအခြား delivery နဲ့ပတ်သက်တာတွေသုံးလို့ရတယ်ဗျာဒါပေမဲ့လည်းကျွန်တော်ကဟိုအဲ့ဒါကိုသုံးမှာမဟုတ်ကျွန်တော်ကလောလောဆယ် promotion ပေါ့နော်တက်တာအောင်လို့ဖုန်းပေဖြည့်တာလေးတွေဆိုလို့ရှင်တက်တာ diamond ဝယ်တာလေးဆိုတော့တက်တာတယ်ဗျာအဲ့တော့ 10% ဆိုလည်းမဆိုးဘူးလေအဲ့ဒါကြောင့်မလို့အဲ့ဒါလေးကိုသုံးမှာဖြစ်တော့အဲ့အကြောင်းလေးပဲရှင်းပြပေးပါမယ်သူ software အသုံးဝင်ပုံတွေကတော့ကျွန်တော်ရှင်းမပြတော့ဘူးပေါ့နော်ကျွန်တော်ကြောင်ရကလည်းမရတော့ရှင်းမပြတော့ဘူးအဲ့တော့ဒီ software လေးကိုကျွန်တော် install တင်လိုက်မယ်ပေါ့နော်အဲ့တော့ install တင်တာလေးကိုကျွန်တော်ခဏဆောင်လိုက်မယ်အဲ့တော့ software လေးကကျွန်တော် install တင်ပြီးသွားပြီပေါ့နော်တင်ပြီးဆိုတော့ကျွန်တော်ပြန်ထွက်လိုက်မယ်ထွက်ပြီးကမှ software လေးကိုအကောက်ဖွင့်တဲ့နည်းလေးကျွန်တော် delete စာလေးပြပေးပဲပေါ့နော်software လေးကဒီမှာရောက်လာပြီအဲ့တော့ကျွန်တော်အဲ့ software လေးတွေကိုကျွန်တော်ချက်ဝင်လိုက်မယ်အကောက်လေးကို register လုပ်ပြီးဖွင့်ရမှာပေါ့နော်တခါမှမဖွင့်ရသေးဆိုတော့အဲ့တော့ကျွန်တော် software လေးတွေဝင်လိုက်ပြီးခဏလေးစောင့်မယ်အဲ့တော့ဒါမျိုးလေးပေါ်လာပြီပေါ့နော်ပေါ်လာပြီဆိုလို့ရှိရင်ဒီအပေါ်နားမှာကျွန်တော်ဘာသာစကားလည်းရွေးလို့ရတယ်ပေါ့နော်ဒီမှာအလံပုံစံမျိုးလေးနှိပ်လိုက်ပေါ့နော်အဲ့လေးနှိပ်ပြီးလဲဘာသာစကားရွေးချယ်လို့ရသေးရပေါ့နော်အဲ့တော့ကျွန်တော်ကပြန်ပြီးကမှဟိုလုပ်လိုက်မယ်နော်ဒီမှာစတင်ပြီပေါ့နော်တကယ်တမ်းနှိပ်ပေါ့နော်ဆွမ်းနာကျွန်တော်ဟိုလုပ်လိုက်လို့ပေါ့နော်ဘာသာစကားလေးချိန်လိုက်လို့တင်နေစတင်ပြီဆိုတာလေးတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ဒါမျိုးလေးပေါ်လာပြီးဒီမှာအကောက်ဝင်ပြီဆိုတာတော့ဒါအကောက်ရှိပြီးသားသူတွေအတွက်ပေါ့နော်အဲ့တော့ကျွန်တော်ကအကောက်ဝင်ရသေးတယ်စရင်သွင်းမယ်ဆိုတာလေးနှိပ်လိုက်ပေါ့နော်အဲ့တော့ကျွန်တော်လမ်းကွေလေးပြန်ချိန်ထားလိုက်မယ်ချိန်လိုက်ပြီးဆိုတော့ဒီမှာ register ပေါ့နော် register ဆိုတာလေးပေါ်နေလိမ့်မယ်ဟို register လေးနှိပ်ပေါ့နော်တကလို့မြန်မာလိုဆိုလို့ရှိရင်တော့စရင်သွင်းပြီပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာ register ဆိုတာလေးနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ဒီမှာ name ထည့်မယ်ကိုဖွင့်မဲ့နာမည်ပေါ့နော်နာမည်ထည့်လိုက်မယ်နာမည်ထည့်ပြီးလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်ထည့်လိုက်မယ်အဲ့တော့ကျွန်တော်နာမည်ထည့်မယ်ဖုန်းနံပါတ်ထည့်မယ်ပြီးလို့ရှိရင်သူက OTP ကိုတောင်းလိုက်ပေါ့နော်get OTP ဆိုတာလေးကျွန်တော်ချက်နှိပ်လိုက်မယ်အဲ့တော့ကျွန်တော်ဖုန်းနံပါတ်ထည့်ကိုသူက OTP ကိုလို့လေးပို့လေးပေးနေပေါ့နော်အဲ့ဒါလေးထည့်လိုက်မယ်နော်အဲ့တော့ OTP ကိုလေးကျွန်တော်ရောက်လာထည့်လိုက်မယ်ထည့်ပြီးလို့ရှိရင်ဒီမှာ refer code ဆိုတာလေးရှိပေါ့နော်အဲ့ refer code ဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပေါ့နော်refer code နေရာလေးမှာ9ပြီးလို့ရှိရင် K ကိုကြည့်ပါ K ပြီးရင် Y ပြီးလို့ရှိရင် D
D ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ refer code လေးဖြစ်ပါတယ်9ပြီး KYDD အကြီးတွေနဲ့ကြည့်တယ်ပေါ့နော်9ရေးမယ်ပြီးလို့ရှိရင် KYDD ဆိုတာလေးကိုအကြီးတွေနဲ့ကြည့်ရေးလိုက်ပေါ့နော်ဒါလေးကကျွန်တော်ရဲ့ refer code လေးပေါ့နော်အဲ့ code လေးဟိုမိတ်ဆွေတို့ကအသုံးပြုပေးမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ point လေးတစ် point တက်တယ်ပေါ့နော်မိတ်ဆွေတို့ကကျွန်တော် code ကြီးစောင့်မြင်ကတ်တကွာဒီကောင်ကြီးကြည့်မရဘူးကျွန်တော် code မသုံးဆိုလို့ရှိရင်လည်းဒီနေရာလေးမှာအဲ့ refer code လေးမထည့်လဲရပါတယ်ထည့်မယ်ဆိုရင်ကျွန်တော် spore ပေးခြင်းနဲ့ဒီကောင်လေးထည့်လိုက်ပေါ့ဗျာမထည့်လဲဘာဖြစ်ရတယ်ကျွန်တော်စောင့်မြင်ကတ်ရင်တော့မထည့်နဲ့ပေါ့ဗျာအကောင်လေးမထည့်လဲရပါတယ်ထည့်မယ်ဆိုလို့ရှိရင်တော့အကောင်လေးထည့်လိုက်ပေါ့နော်ထည့်ပြီးလို့ရှိရင်ကျွန်တော်နှိပ်စွာလေးတစ်ချက်နှိပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော် password တက်မှတ်ခိုင်းတယ် password ထည့်မယ် password ရပြီးလို့ရှိရင်ဟိုမြို့ပေါ့နော်ဘယ်မြို့လဲပြီးလို့ရှိရင်မြို့တွေဟိုထည့်ပြီးပေါ့နော်အဲ့တော့ကျွန်တော် password ကိုအရင်ဆုံးထည့်လိုက်မယ် password ထည့်ပြီးလို့ရှိရင်ဒီကောင်လေးပေါ့နော်ဒါလေးနှိပ်လိုက်ဘယ်မှာလဲပေါ့နော်ဟိုသူကဟိုတိုင်းအောင်ပေးတာပေါ့နော်ကျွန်တော်ရန်ကုန်ဖြစ်တော့ရန်ကုန်ဆိုတာလေးနှိပ်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာမြို့ထည့်ပေါ့နော်မြို့ကိုကျွန်တော်ကြိုက်ထည့်လိုက်မယ်နော်မျိုးထည့်ပြီးလို့ရှင်ဒါလိပ်စာပေါ့နော်လိပ်စာလေးကိုကျွန်တော်ချက်ထည့်လိုက်မယ်အဲ့မျိုးလေးထည့်လိုက်ပြီးပြီးလို့ရှင်ဒီနေရာလေးကိုအမှန်ကြီးလေးချစ်လိုက်ပေါ့နော်ဒါမျိုးလေးအကုန်လုံးထည့်ပြီးအမှန်ကြီးချစ်ပြီးလို့ရှင်ဒီမှာ register ဆိုလေးကိုကျွန်တော်ချက်နှိပ်လိုက်ပေါ့နော်နှိပ်လိုက်ပြီးလို့ရှင်ဒါမျိုးလေးပေါ်လာပြီဆိုလို့ရှင်တော့ကျွန်တော် close ဆိုတာလေးနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှင်စောနာကကျွန်တော်ထည့်ခဲ့တဲ့ဖုန်းနံပါတ်နဲ့ password နဲ့ရိုက်ဝင်လိုက်ရုံပဲပေါ့နော်အဲ့တော့ကျွန်တော်ချက်ရိုက်လိုက်မယ်အဲ့တော့ကျွန်တော်ဖုန်းနံပါတ်လေးထည့်ပြီးသွား password လေးထည့်ပြီးသွားဆိုလို့ရှင်တော့ကျွန်တော် log in ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှင်ကျွန်တော်ဒါလေးကို save ဆိုတာလေးနှိပ်ထားလိုက်ပါတော့ဒါဆိုလို့ရှင်တော့အကောက်ဖွင့်ခြင်းပြီးသွားပြီဖြစ်ပါတယ်အဲ့တော့အကောက်ဖွင့်ခြင်းပြီးပြီဆိုတော့ကျွန်တော်နောက်ထပ်ကျွန်တော်ဒီဖုန်းငွေဖြည့်တာလေးပေါ့နော်ဖုန်းငွေဖြည့်မဲ့ဟာလေးတွေကိုကျွန်တော်ပြပေးမှာပေါ့နော်ဒိုင်းဝင်းဝယ်တာလေးရဲ့ဖုန်းငွေဖြည့်တာလေးရဲ့ကျွန်တော်ပြပေးပါမယ်ဒါကတော့ဒီထက်မှသူပါတဲ့အချက်လက်လေးပေါ့နော်ဒီထက်မှသူဒါအဓိက delivery နဲ့ပတ်သက်တဲ့ဟာလေးပေါ့နော်အဲ့လေးဖြစ်ပါတယ်အဲ့ကောင်တွေကတော့ကျွန်တော်ပြောပြမှာမဟုတ်တော့ဘူးပေါ့နော်ဘာကြောင့်ဒီ software ကိုကျွန်တော်အသုံးပြုမှာမဟုတ်ဘူးကျွန်တော်ကဒီ promotion လေးလိုချင်လို့ပဲဒါလောက်တာဖြစ်ပါတယ်အဲ့တော့じゃထပ်ပြီးကမှကျွန်တော်ဖုန်းပေးဖြည့်တာလေးကိုပြပေးမယ်အဲ့တော့ကျွန်တော်ဖုန်းဝေဖြည့်မယ်ဆိုလို့ကျွန်တော်ဒီနားလေးမှာ top app ဆိုလေးရှိရဗျအဲ့ top app လေးဆိုတာလေးကိုနှိပ်ရမှာပေါ့နော်အဲ့အကောင်လေးနှိပ်လိုက်ပေါ့နော်ကျွန်တော်နည်းနည်းလေးပြန်ထွက်လိုက်မှာကျွန်တော်ဒီ language လေးချိန်လိုက်မှာပေါ့နော် language ကဒီမိုးဆိုတာရှိတယ်ပြီးရင် language ဆိုတာနှိပ်ပြီးမှကျွန်တော်မြန်မာလေးချိန်ထားလိုက်မှာပေါ့နော်အဲ့တော့ဒီမှာ top app ဆိုလေးပေါ့နော်အဲ့ top app ဆိုလေးကိုကျွန်တော်ချက်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ဒီဘက်မှာကျွန်တော်ဖုန်းဝေဖြည့်မလားတခြားဒီမှာတခြားဟာတွေဝယ်လို့ရပါတော့တခြားဟာတွေလည်းတော့ပေးချေလို့ရတယ်မိုဘိုင်းတွေချင်းတော့ BUBG တို့အဲ့ဒါရောပါတယ်ပေါ့နော်ဖုန်းဝေဖြည့်လို့လည်းရတယ်အဲ့အကောင့်တွေကလည်းကျွန်တော်ပြောသလို promotion ကာလာတွေရှိရဗျာဖုန်းဝေဖြည့်မယ်ဆိုလို့ရှိရင်လည်းဒီမှာ top app ဆိုလေးနှိပ်လိုက်မယ်အဲ့တော့1000ဖြည့်လို့ရှိရင်ကျွန်တော်ဒီဘယ်လောက်လဲဆိုတော့1000ဖြည့်လို့ရှိရင်ကျွန်တော်9000ပဲကြာမယ်1000သက်သားပေါ့နော်ဒါပေမဲ့သူကတော့ဒီ promotion ကပထမ9ချိန်ပဲပေါ့နော်ပထမ9ချိန်ပဲအဲ့လိုသက်တာမယ်နောက်အချိန်တွေကျ9ချိန်ပြည့်သွားလို့ရင်နောက်အချိန်တွေကျ3% လို့ပြောတယ်ပေါ့နော်အခုကတော့10%ပေါ့နော်အဲ့တော့ဒါမျိုးလေးရောက်လာဆိုလို့ရှိရင်ကျွန်တော်ဖုန်းငွေဖြည့်မယ်ကျွန်တော်ဖုန်းနံပါတ်လေးထည့်လိုက်ပေါ့နော်အဲ့တော့ဖုန်းနံပါတ်လေးထည့်လိုက်တာနဲ့သူကငွေအမောက်လေးပေါ်လိုက်ပေါ့နော်ဒီကကျွန်တော်ဖုန်းငွေဖြည့်တယ်ဆိုမှဒီ software ထဲမှာကျွန်တော်သူငွေဖြည့်ပေးရတာမဟုတ်ဘူးเนาะသူတခြားဒီကျူအားဖတ်ရတာပေါ့ KB ဝေပေးလို့နဲ့ကျူအားဖတ်ရတာပေါ့เนาะအဲ့တော့ကျွန်တော်ဒီမှာဖုန်းနံပါတ်လေးရိုက်ထည့်လိုက်ပြီးဆိုတော့ဒီမှာဘယ်လောက်ထည့်မလဲ1000ထည့်မလားသူက18000ပဲကြာမယ်2000ဆိုလို့ရှင်sorry 2000ထည့်မလို့ရှင်1800ပဲကြာမယ်သူက1000ထည့်မယ်ဆိုလို့ရှင်9000ပဲကြာမယ်เนาะဒီမှာသူ့ရဲ့ဟာလေးပြထားပဲเนาะအဲ့တော့ကျွန်တော်1000ပဲထည့်မယ်1000ကိုသူက900ကျပ်ပဲကြာမယ်เนาะဒါလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးလို့ရှင်သူကဒါမျိုး my date number ဟုတ်တယ်မเนาะပြီးလို့ရှင်နှိပ်ဆိုတာလေးနှိပ်မယ်တော့ဒီထက်ရောက်လာသူကတော့ဒီကျူဝါလေးကတော့3မိနစ်ပေါ့နော်3မိနစ်အတွင်းကိုထည့်ပေးရမှာဖြစ်ပါတယ်3မိနစ်အတွင်းအကျိုးဝင်တယ်ပေါ့နော်ဒီမှာမိနစ်လေးပြနေတယ်ပြီးလို့ချင်းဒီအောက်မှာသူပြထားပေါ့နော်စာလေးရှိတယ်မြည်သည့်ပေးဟောလက်ဖြစ်မစိုးတဲ့ကျူဝါဖတ်ပြီးငွေထည့်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီကျူဝါလေးနဲ့ပေါ့နော် KB ဝေပေးတခြားပေးဟောလက်တွေနဲ့လှုပ်လို့ရတယ်ဆိုတော့အဲ့တော့အဲ့ကျူဝါလေးကိုတော့ကျွန်တော်ဒီမှာဆေ့ကျူဝါဆိုလေးနှိပ်ခဲ့လိုက်ပေါ့နော်ကျူဝါလေးကိုဆေ့ခဲ့လိုက်မယ်ဆေ့ပြီးကမှကျွန်တော်ပြန်ထွက်လိုက်ပြီဗျာဒီကျူဝါလေးကိုကျွန်တော် KB မှာ KB ကနေသွားလှုပ်လဲရတယ်ဒီ KB ကနေဒီကျူဝါလေးဖတ်လဲရတယ်ဝေးကနေဖတ်လဲရပေါ့နော်တခြား wallet တွေကနေဖတ်လဲရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တော့ဝေပေးကနေကျွန်တော်ချက်ဆန်းလိုက်မယ်ပေါ့နော်3မိနစ်အတွင်းပေါ့နော်အဲ့တော့ကျွန်တော်ဝေပေးတဲ့ဝင်လိုက်မယ်အဲ့တော့ကျွန်တော်ဝေပေးတဲ့ရောက်ပြီနော်ဝေပေးတဲ့ရောက်လို့ရှိရင်ဒီမှာကျူဝါဖတ်တဲ့ရတယ်ပါတယ်ပေါ့နော် KB မှာလည်းအဲ့လိုပဲကျူဝါဖတ်တဲ့ရပါတယ်ကျူဝါလေးကိုကျွန်တော်ချက်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ဒီနေရာလေးမှာကျွန်တော်ဒီမှာကျွန်တော်ဓာတ်ပုံကိုဆေးခဲ့တဲ့ဖြစ်တဲ့ဓာတ်ပုံဟာလေးကိုကျွန်တော်ချက်ရွေးလိုက်မယ်ရွေးပြီးကမှဆိုဆွမ်းနာကျူဝါလေးကိုကျွန်တော်ချက်ထည့်ပြီးကမှဒန်းဆိုလေးနှိပ်လိုက်ပါနော်
အဲ့ဆိုလို့ရှင်တော့ဒါမျိုးလေးဖြစ်သွားပြီဆိုကျွန်တော်အတီးပြုဆိုလေးနှိပ်မယ်နှိပ်ပြီးလို့ရှင်ကျွန်တော် key ဒီ weight ရဲ့ password ပေါ့နော် key ပြီးဆိုလဲ key ပြီးဖွင့်ခဲ့တဲ့ password weight ဆိုလဲ weight ဖွင့်ခဲ့တဲ့ password လေးထည့်ပေးလိုက်ပေါ့နော်ထည့်ပေးလိုက်ပြီးရင်ခဏလေးစောင့်ပါဒါဆိုလို့ရှင်တော့ကျွန်တော်ဖုန်းငွေဖြည့်ရအောင်မြင်သွားပြီဗျာကျွန်တော်ဒီမှာ1000ဖြည့်မှ900ကျပ်ဖက်ကြတယ်ဗျာအဲ့တော့1000ဖြည့်မှကျွန်တော်9000မကြမှာပေါ့နော်မစိုးဘူးပေါ့နော်ဒါတော့ဘေးဖြည့်မှတူဆိုလို့ရှင်ဒီတိုင်းဝေပေးကနေဒီတိုင်းကြီးသွားမဖြည့်နဲ့ဗျာအဲ့ရကြည့်အကုန်လေးယူခဲ့ပြီးဖြည့်လို့ရှင်100သက်တာမယ်ဗျာ1000ဆိုလို့ရှင်လဲ1000သက်တာမယ်ဗျာဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီ KB ဝေပေးကနေဖုန်းပေးဖြည့်ရမှာအတူဆိုလို့ရှင်တော့ဒီတိုင်းပလိုင်းသွားမဖြည့်ပါနဲ့ဒီပလန်ကတ်ဝင်မဲ့သူတွေဆိုလဲတချို့1000ခွဲတို့3000တို့အဲ့လိုဝယ်မဲ့သူတွေဆိုလို့ရှင်လဲကျွန်တော်အခုနီးတိုင်းဖြည့်ပေါ့နော်1000ထည့်မယ်ဆိုလို့ရှင်1000သက်တာမယ်ဗျာဘာဖြစ်ဖြစ်ကျွန်တော်ပေးထည့်မှာတူဆိုလို့ရှင်တော့ KB ဝေပေးရနေဒီတိုင်းဗမာလိုကြီးတန်းသွားမထည့်ပါနဲ့အဲ့ရကြွာလေးနဲ့ထည့်မယ်ဆိုလို့ရှင်တော့ကျွန်တော်ဒါသက်တာမှာဖြစ်ပါတယ်ဒါမဲ့လဲဒီကောင်ပထမဆုံး9ချိန်ထည့်တဲ့သူတော့10%ပေါ့နော်နောက်အချိန်တွေကတော့သူက3%လို့ပြောတယ်ပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်သက်တာတလောက်ကတော့ရတဲ့လောက်ကလုံနေရပါပေါ့နော်အဲ့တော့じゃဒီနေ့လေးတိုင်းသုံးကြည့်ကြပါအားလုံးဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်